ကဲကိုဒီနေ့ပေါ့နော် N1 မိမိခါတာ Oboedu grammar ရဲ့နံပါတ်3ခေါင်းစဉ်လေးကိုဆက်ပြီးတော့လေ့လာလိုက်ရအောင်နော်သူရဲ့ခေါင်းစဉ်လေးကကြတော့နာနီနာနီဘာခိုးဆိုပေါ့နော်မြန်မာလိုအဓိပ္ပာယ်ဆိုလို့ရှိရင်ဒါကြောင့်ပဲဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူကအကိုတွေ N3 လောက်မှာတင်ခဲ့ကြတဲ့ခါရခိုးဆိုပေါ့နော်သူရဲ့အကြောင်းပြချက်ကိုဖြောချောလုပ်ပြီးတော့ပြောတဲ့အသုံးနှုန်းပေါ့နော်ခါရခိုးဆိုနဲ့အဓိပ္ပာယ်အတူတူပဲရမယ်နော်ကဲအဲ့ဆိုကိုတွေသူရဲ့ဆယ်စုစုခုလေးကိုတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်ဆယ်စုစုခုကကြတော့ဒီမှာကိုတွေခေါင်းစဉ်မှာတွေကဘာနဲ့တွဲပြီးထားပြီးတဲ့အကြောင်းမလို့ဘာဆိုတာကြတော့ jaw can care ပေါ့နော် jaw can care နဲ့တွားမယ် plus ခိုးဆိုပေါ့နော်နောက်တစ်ခုကကြတော့ကိုတွေဒီနော်verb ရဲ့ adjective ပေါ့နော် ek ရောရှိရင်မှာပဲကိုတွေjaw can care လိုက်ပြီးတော့ပေါ့နော်အမှန်တကယ် jaw can care မှာဆိုလို့ရှိရင်ပေါ့နော် na adjective နဲ့ noun ဆိုလို့ရှိရင်ကိုတွေနာရနဲ့သုံးလို့ရတယ်ပေါ့နော်ဒီဘာခိုးဆိုမှာတော့ကိုတွေနာရနဲ့မသုံးဘူးဘာနဲ့သုံးလဲဆိုလို့ရှိရင်နာခဲရောရှိနေမဲရှိကိုကြတော့ကိုကြီး there အားတယ်ဘာနဲ့သုံးမယ်ပေါ့နော် there အားတူကိုမှကိုကြီး jaw can care ပြောင်းလိုက်တာ there အားတယ်ဘာနဲ့သုံးမယ်ပေါ့နော်ရမယ်နော်ကဲအဲ့ဆိုလို့ရှိရင်ကိုတွေဆက်စွတ်မဲလေးချက်လောက်ကြည့်လိုက်ရအောင်နော်တော့ကြောင့် A ဒါခါရခိုဆို B တို့ U ဒီ U ကိုကျော်ချောした表現နဲ့နော် A ဖြစ်တာကြောင့်မလို့ B ဆိုတဲ့အကြောင်းပြချက်ကိုကျော်ချောပေါ့နော်ကိုအလေးပေးပြီးတော့ဖော်ပြထားတဲ့ဖော်ပြချက်ဖြစ်ပါတယ်တဲ့အလေးပေးထားတဲ့ဖော်ပြချက်ဖြစ်ပါနော်သူ့ရဲ့ဂျပန်လိုလွယ်မှတ်နည်းဆိုလို့ရှိရင်တော့ N3 ကတင်ခဲ့တဲ့ခါရခိုဆိုနဲ့အဓိပ္ပာယ်တူတူပဲနော်အကြောင်းပြချက်ကိုအဓိကအသားပေးပြီးပြောချင်တာနော်မိမိကတော့ဒီလိုတွေးထားတယ်ဆိုပြီးတော့အကြောင်းပြချက်ကိုအဓိကထောက်ပြတဲ့အခါမှာအသုံးများပါတယ်တဲ့စန့်ကျင်ဘက်ရွယ်ချက်ကိုဖော်ပြတဲ့အခါမှာလည်းမကြာခဏသုံးတတ်ပါတယ်တဲ့နော်ဥပမာစန့်ကျင်ဘက်ရွယ်ချက်ကိုဖော်ပြတဲ့အခါမှာဆိုဘယ်လိုပြောမလဲနော်ဥပမာမိဘကြီးခဏခဏပြောရပါတော့နင့်ဒီလိုဆိုရဲဆိုတာသူ့တယ်ဆိုတာကောင်းစီခြင်းလို့အဲ့လိုမျိုးပြောပါတော့ဒီစန့်ကျင်ဘက်ရွယ်ချက်ကိုဖော်ပြတဲ့အခါမှာအဲ့လိုမျိုးခါမျိုးမှာလည်းမကြာခဏသုံးတတ်တယ်လို့ပြောတာပါနော်ဥပမာနှစ်မှာလည်းရှင်းပြထားရပါတော့ကဲဒါဆိုလို့ရှိရင်ကိုတွေ Raven လေးကိုချက်လောက်ကြည့်လိုက်ရအောင်နော်အဲ့ဆို Raven 一番မှာကြတော့နော်安定した収入があればこそနော်幸せな家庭を築けるものだနော်အဲ့ဆို安定した収入があればこそနော်ဒီတည်ငြိမ်နေတဲ့ကို収入ဆိုတာဝင်ငွေကိုပြောတာနော်ဝင်ငွေကရှိတာအကြောင်းမလို့ပဲ幸せな家庭ဆိုတော့ဒီကိုပြောရှင်စရာတာယာပွဲကောင်းတဲ့နော်ကိုမိသားစုဘဝလေးအိမ်တောင်ဘဝလေးကိုပေါ့နော်ခီစခဲလူမလို့တာတိဆောက်နိုင်တာဖြစ်ပါတယ်လို့ပြောတာနော်ကဲနံပါတ်2番လေးကိုကြည့်လိုက်ရအောင်ကိုあなたの将来を思っていればこそ厳しい話をするのだするのですတဲ့နော်ကဲဒီဥစ္စာဆိုရင်ကိုဒီမှာစမ်းကျင်ပဲရွယ်ချက်ကိုဖော်ပြတဲ့အသုံးနှုန်းလေးပေါ့နော်အမျိုးလေးလည်းမကြာခဏသုံးတတ်တယ်ပေါ့နော်နင်းရဲ့ဒီအနာဂတ်ကိုပေါ့နော်ငါစဉ်းစားနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့နင်းရဲ့အနာဂတ်ကိုငါကဂရုစိုက်ပြီးစဉ်းစားပေးနေတာဖြစ်တဲ့အတွက်ကြောင့်ပဲနော်ဒီမျိုးပေါ့နော်တင်းကျပ်တဲ့စကားမျိုးတွေနော်ဒီနည်းခိပြီးရှိဖြစ်တဲ့စကားတွေကိုပြောရတာဖြစ်ပါတယ်လို့ပြောတာဒါမှမဟုတ်ဒီလိုအခါမျိုးမှာဒီ grammar ပေါ့နော်ဘာကိုဆိုလေးကိုမကြာခဏသုံးတတ်တယ်လို့ပြောတာ3番がじゃあこうで国民が納めた税金であればこそ無駄遣いは許せないနော်ဒီကိုတိုင်းသူပြည်သားတွေက納めたဆောင်ပေးခဲ့တာပေးဆောင်ခဲ့တဲ့အခွန်တွေဖြစ်တာကြောင့်မလို့ပဲမူသားစကားဆိုတာအလကားသက်ဖြုံးကြည့်ဖြစ်တာကိုပြောတာနော်အသုံးစရိတ်တွေကိုအလကားသက်ဖြုံးကြည့်ရတော့တဲ့ယူလူဆဲနိုင်ခွင့်မလွတ်နိုင်ဘူးလို့ပြောတာရမယ်နော်ဒီ grammar လေးကလည်းလွယ်လေးပါမိမိခါလာကိုပို့ပြီးအရှိရ grammar လေးကလွယ်တယ်ပေါ့နော်လွယ်သေးတယ်ရမယ်နော်ကဲအဲ့ဆိုရှင်ကိုတွေတစ်ချက်လောက်ဖတ်စာကိုချက်လောက်တွားကြည့်လိုက်ရအောင်နော်ဘာခိုးဆိုနော်ကဲအဲ့ဆို Raven 一番မှာဆိုလို့ရှိရင်親は子供のためを思えばこそ厳しく叱るのだနော်ဒီမှာဆိုအကိုပြောရနော်စန့်ကျင်ဘက်ရွေးချက်ကိုဖော်ပြရနော်အဲ့ဆိုမိသားစုဖြစ်တယ်နော်မိဘတွေကခလေးတွေရဲ့အတွက်ပေါ့နော်ကိုယ်တွေအလေးနဲ့တွေးပေးရဖြစ်တဲ့အတွက်ကြောင့်မလို့ပဲဒီလိုတင်းတင်းကြပ်ကြပ်ဆူရတာဖြစ်ပါတယ်နော်厳しいဖြစ်ပြီးတော့ဆူရတာဖြစ်ပါတယ်လို့ပြောတာ2番ကကြတော့こんなことまで話すのはあなたを信じていればこそですနော်ဒီလိုမျိုးအရာတွေအထိပေါ့နော်ပြောရတာကတဲ့မင်းကိုပေါ့နော်ယုံကြည်ပေးနေလို့ဖြစ်ပါတယ်လို့ပြောတာနော်ခါရခိုးဆိုပေါ့နော်အကြောင်းပြချက်ကိုဖော်ပြတာ3番ကကြတော့小説を書くことが楽しければこそ40年も書き続けてきたものです
ဆိုဒီဝတ္ထုရေးရတာကိုဒီပျော်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပဲနှစ်40လောက်ဆက်ပြီးတော့ရေးလာခဲ့တာဖြစ်ပါတယ်လို့ပြောတာဟုတ်မယ်နော်ခါတာခိုဆိုနဲ့အတူတူပဲရုံးဘက်မှာဆိုလို့ရှိရင်ရှိဖုကျော်တော့ရှိကောတော့နော်တဲ့両タスは大変だが主婦であればこそできる仕事もあるのではないかと思うနော်ကိုရီဒီဘောနော်အိမ်ရှင်မအလုပ်နေတဲ့နော်ဒီအိမ်ရှင်မလို့ဆိုတော့ခလေးထိန်ရတာတွေဒီနော်အိမ်မှုကိစ္စတွေလုပ်ရတာနေတဲ့နောက်တစ်ခုကကြတော့ရှိကောတုံတော့ဆိုတော့ဒီအပြင်မှာထွက်ပြီးလုပ်ရတဲ့အလုပ်ပေါ့နော်ပတ်စံရတဲ့အလုပ်ရဲ့တဲ့ဒီ両タスဆိုတာじゃနှစ်ဖက်စလုံးကိုမတက်ရက်တဲ့ဆိုတာဗျိုင်တူလောက်တာကိုပြောပါနော်ဗျိုင်တူလောက်တာကတဲ့တိုင်းဟန်တာငါပြင်မဲ့နေဆိုရင်ပဲလေတဲ့ဒီအိမ်မှုကိစ္စတွေပေါ့နော်ဒီဇနီးမယားဇနီးမယားဖြစ်တဲ့အိမ်တော်ရှင်မနော်ဖြစ်တာကြောင့်ပဲဒေခီလူရှိကောတုံမို့လုံနိုင်တဲ့အလုပ်တွေလည်းပဲနော်အာဒုနော်တဲဝနိုင်ကတော့မဟုတ်ရှိတယ်မဟုတ်လားဆိုပြီးတော့တွေးပါတယ်လို့ပြောတာနော်ကိုရီဘယ်လိုမျိုးလဲဆိုလို့ရှိရင်အိမ်တော်ရှင်မဖြစ်တဲ့အတွက်ကြောင့်မလို့နော်ခလေးထင်းနဲ့ကိုရီဟင်းချက်တာပဲဖြစ်ဖြစ်ပေါ့နော်ဟင်းဘယ်လိုပြောမလဲအစားတောက်ဝန်ဆောင်မှုလုပ်ငန်းတွေမှာနော်အိမ်ချက်ဖို့လိုပုံစံမျိုးအောင်နော်အဲ့လိုမျိုးရှားတော့ရှားမယ်ဆိုရင်မြတ်ပေါ့နော်အဲ့လိုမျိုးအလုပ်တွေလည်းလုပ်လို့ရမယ်မဟုတ်လားပေါ့နော်ဒီအိမ်တော်ကိစ္စလုပ်ရင်းနဲ့လုပ်လို့ရတဲ့အလုပ်ကိုင်လည်းရှိရမဟုတ်လားဆိုပြီးတော့ပြောချင်တာပေါ့နော်ကဲအဲ့ဆိုအောက်ဆုံးဟာဒီကကြတော့私が仕事に打ち込めたのは家族の理解が当たればこそですနော်အဲ့ဆိုကျွန်တော်ကဒီ仕事に打ち込めたのはဆိုတာကြ打ち込めるဆိုတာကြတော့ကိုတွေလုံးဝကွာထဲထဲဝင်ဝင်ပေါ့နော်လုံးဝဘယ်လိုပြောမလဲနေရာတနေရာမှာထွန်းပေါက်အောင်ကိုတွေလုံနိုင်တာကိုပြောတာပေါ့နော်အဲ့ဆိုကျွန်တော်ကဒီအလုပ်ထဲမှာပေါ့နော်ထွန်းပေါက်အောင်ကိုတွေစူးစမ်းနိုင်တာကလုံနိုင်တာကတဲ့ခါဆိုခုနော်ဒီကအတာတဲပါခေါ်ဆိုတဲ့မိသားစုရဲ့နားလည်မှုကရှိခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဖြစ်ပါတယ်လို့ပြောတာမိသားစုကနားလည်ပြီးခဲ့တာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ရမယ်နော်ကဲအဲ့ဆိုရှင်ကိုတွေမိမိခါတာအုပ်ပွဲတွေရဲ့ဒီမှာတော့ Roku 版ဖြစ်နေเนาะအမှန်တကယ်စမ်းပါပေါ့เนาะစမ်းပါရဲ့ဘာခေါ်ဆိုပတ်တန်လေးပြီးသွားပြီပေါ့เนาะနောက်ထပ်ဗီဒီယိုမှာပြန်ပြီးတော့တွေ့ကြရအောင်